ကျင်တာထက်ဖျားသခင်ကျွန်တော်တို့ဘာပေးခြင်းလဲလို့ဆင်ခြင်စေခြင်းတယ်ဒီမှာရှိတဲ့သူတွေကိုဖျားသခင်ဘာပေးခြင်းလဲဘာပေးလဲပေါ့နော်အဲ့ဒါလေးကိုဆင်ခြင်စေခြင်းတယ်ဆိုတော့ကျွန်တော်တို့ကတော့ဖျားသခင်စီမှာလိုချင်တဲ့အရာတွေအများကြီးရှိတာပေါ့နော်ကျွန်တော်ကျမ်းမာခြင်းလိုချင်တယ်ချမ်းသာခြင်းလိုချင်တယ်အောင်မြင်ခြင်းလိုချင်တယ်အိမ်လိုချင်တယ်စိုက်ကယ်လိုချင်တယ်ပတ်စံလိုချင်တယ်နော်ခုနလိုပေါ့ချစ်ချင်းမေတ္တာလိုချင်တယ်ဖျားရဲ့နှလုံးသားကိုလိုချင်တယ်ကျွန်တော်တို့လိုချင်တာတွေလည်းရှိတယ်လို့ဖျားပေးချင်တာလည်းရှိတယ်အဲ့တော့ကျွန်တော်တို့လိုချင်တာနဲ့ဖျားပေးချင်တာနဲ့တူသလားအဲ့ဒါလေးကိုဆင်ခြင်ဖို့ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့လိုချင်တဲ့အရာတွေကရေကူရအားဖြင့်ပြန်စဉ်းစားလိုက်မယ်ဆိုရင်ဘယ်အရာပိုများလဲဆိုတော့ဖြစ်ပြီးရင်ပြတ်တက်တဲ့သင်္ခါရတွေပိုများတယ်ကျွန်တော်တို့လိုချင်တဲ့အရာတွေကလေကျွန်တော်တို့လိုချင်တဲ့အရာတွေဖျားသခင်စီမှာလိုချင်လို့တောင်းတဲ့အရာတွေပြန်စဉ်းစားကြည့်အဲ့ဒါအားလုံးကဖြစ်ပြီးရင်ပြတ်သွားမယ်အရာတွေတနည်းအားဖြင့်ထာဝရမတည်မြဲမဲ့အရာတွေဖြစ်တယ်အဲ့ဒါကျွန်တော်တို့ဖျားသခင်စီမှာတောင်းတာပေါ့နော်ဒါပေမဲ့ဖျားသခင်ကျွန်တော်တို့ကိုပေးခြင်းတဲ့အရာကဘာလဲပြန်စဉ်းစားလိုက်တဲ့အခါမှာเนาะကျွန်တော်တို့ဒီကျမ်းစာလေးတစ်ချက်ပေါ့နော်အားလုံးလိုက်ဆိုကြည့်ပါလို့ကျွန်တော်အနောက်ကအရှေ့ကနေတိုင်ပေးမယ်အနောက်ကနေလိုက်ဆိုကြည့်ပါတတ်သိခံတော်မူချက်ဟုမူကားတတ်သိခံတော်မူချက်ဟုမူကားဖျားသခင်သည် ဘုရားသခင်သည်ငါတို့အားထာဝရအသက်ကိုပေးတော်မူ၍ထိုအသက်သည်လည်းသားတော်၌ပါ၏နော်ဆိုတော့ဒီထဲမှာရှိတဲ့သူအားလုံးဘုရားသခင်ကောင်းကြီးပေးပါစေအာမင်ဒီထဲမှာရှိတဲ့လူတချို့ကိုပဲဘုရားသခင်ကောင်းကြီးပေးပါစေအာမင်နော်ဆိုတော့တကယ်တော့ဘုရားသခင်ရဲ့ကောင်းကြီးဆိုတာကလူတိုင်းခံစားခွင့်ရှိတယ်နော်ဘုရားသခင်ပေးတဲ့ကောင်းကြီးကိုလူတိုင်းခံစားခွင့်ရှိတယ်ဒါပေမဲ့အခုဘုရားသခင်ပေးတဲ့ထာဝရအသက်ကလူတိုင်းခံစားခွင့်မရှိဘူးလူတိုင်းခံစားခွင့်မရှိဘူးအဲ့တော့ကျွန်တော်တို့ကကောင်းကြီးလိုချင်တဲ့အသက်တာနဲ့ထာဝရအသက်ကိုလိုချင်တဲ့အသက်တာကျွန်တော်တို့လိုချင်တာကတော့ကောင်းကြီးဒါပေမဲ့ဘုရားသခင်ပေးချင်တာကထာဝရအသက်တနည်းအားဖြင့်ကယ်တင်ခြင်းလို့ခေါ်တယ်ပြန်ပြောမယ်နော်ကျွန်တော်တို့လိုချင်နေတာကဘာလဲကောင်းကြီးဘုရားသခင်ပေးချင်တာကကယ်တင်ခြင်းဟုတ်တယ်နော်ပြန်ပြောကြည့်မယ်ကျွန်တော်တို့တစ်ချိန်လုံးနေရောညရောနော်တခါလေအစာရှောင်ပြီးတော့ဆုတောင်းလိုက်သေးတယ်ကျွန်တော်တို့ဘာကိုဆုတောင်းလဲဆိုတော့ကျွန်တော်လိုချင်တဲ့ဟာတွေရဖို့ဆုတောင်းတယ်ကျွန်တော်လိုချင်တဲ့အရာတွေကကောင်းကြီးတွေဖြစ်တယ်ဒါပေမဲ့ဒီမှာဘုရားသခင်ပေးချင်တာကကြတော့တဲ့ကောင်းကြီးဆိုတာထက်သူကကယ်တင်ခြင်းကိုပေးချင်တာဆိုတော့ကယ်တင်ခြင်းဆိုတော့ဘာရခြင်းလဲဆိုတော့ထာဝရအသက်ကိုရခြင်းဒါကြောင့်မို့ကျွန်တော်တို့လိုချင်တာကိုရတာထက်ဘုရားပေးသောအရာကိုရခြင်းကမင်္ဂလာရှိပါတယ်เนาะအဲ့တော့ကျွန်တော်ပြောပြချင်တယ်ဒီနေ့ဘုရားခင်ကကျွန်တော်တို့ဘာကိုပေးချင်တာလဲဆိုတော့ဘုရားသခင်သည်ငါတို့အားထာဝရအသက်ကိုပေးတော်မူ၏ဘာပေးလဲထာဝရအသက်ကိုပေးတယ်။အိုးဘုရားသခင်ကကျွန်တော်တို့ကိုထာဝရအသက်ကိုပေးတယ်ဆိုတော့အဲ့ဒီထာဝရအသက်ကဘာလို့လို့ရလို့လဲเนาะကျွန်တော်တို့မှလည်းအခုအသက်ရှိတာပဲလေဟုတ်တယ်မလားကျွန်တော်တို့အခုသွားတယ်လာတယ်နော်စားတယ်ကြည်တယ်မြင်တယ်ကြားတယ်သချင်းဆိုတယ်ဒါတွေအားလုံးကအသက်ရှိခြင်းရဲ့လက္ခဏာပဲဆိုတော့ကျွန်တော်တို့မှာအသက်ရှိတာပဲဘုရားသခင်ကဘာဖြစ်လို့ကျွန်တော်တို့နောက်ထပ်အသက်တစ်ခုထပ်ပေးတာလဲနော်ကျွန်တော်စဉ်းစားစရာရှိတယ်အဲ့တော့ကျွန်တော်တစ်ခုပြောပြချင်တာကကျွန်တော်တို့စီမှာအသက်ရှိတာတော့မှန်တယ်အဲ့လိုမျိုးပဲဘုရားသခင်ကထပ်ပြီးတော့အသက်ပေးတယ်ဆိုတော့ကျွန်တော်တို့စီမှာရှိတဲ့အသက်နဲ့ဘုရားပေးတဲ့အသက်နဲ့တူမယ်လို့ထင်သလားထင်ကြလားအခုကျွန်တော်စီမှာရှိတဲ့အသက်နဲ့အခုဖျားပေးမဲ့အသက်နဲ့တူတယ်လို့ထင်လားတူတယ်တချို့ကမတူဘူးဒီဘက်ကရောတူတယ်လို့ထင်လားတို့ထွေးစကားတဲ့အစိတ်ကြီးဝဲတာတူတယ်ကျွန်တော်တို့လက်ရှိတက်ကယာယီတက်ခဏတာတက်ဖြစ်တယ်ဘုရားသခင်ပေးတဲ့သာဝရဆက်ဖြစ်တယ်ဟုတ်တယ်ခုနအမပြောတာလဲဟုတ်တယ်နော်ဆိုတော့ကျွန်တော်တို့မှာအသက်အားလုံးကဘုရားသခင်ပေးတာဖြစ်တယ်နော်ဟုတ်ပြီဆိုတော့ကျွန်တော်ပြောပြချင်တာကအခုကျွန်တော်တို့စီမှာရှိနေတဲ့အသက်နဲ့ဖျားပေးတဲ့အသက်မတူဘူးလို့အဲ့ဒါကိုကျွန်တော်အရင်ဆုံးပြောချင်တယ်ကျွန်တော်တို့စီမှာအခုရှိနေတဲ့အသက်ကဘာအသက်လဲဆိုတော့ကအမေနော်မိဘနှစ်ပါးအဖေနဲ့အမေဆိုတဲ့မိဘနှစ်ပါးမွေးခြင်းအဖြစ်ရတဲ့အသက်ဒီမှာရှိတဲ့သူတွေအခုအသက်ရှင်နေကြတယ်
မြင်တယ်ကြားတယ်စားတယ်သွားတယ်လာတယ်အိတ်တယ်အဲ့ဒါအားလုံးကအသက်ရှိလို့ဖြစ်တယ်ဒါပေမဲ့အဲ့ဒီအသက်ကဘယ်လိုရှိလာတာလဲဆိုတော့မိဘနှစ်ပါးမွေးခြင်းအဖြစ်ရလာတဲ့အသက်အဲ့ဒီအသက်လည်းဖျားပေးတာပါပဲเนาะအဲ့တော့မိဘနှစ်ပါးအဖြစ်ရတဲ့အသက်နဲ့အခုဖျားပေးတဲ့အသက်ကဘယ်လိုရတာလဲဆိုတော့ဒီမှာဖတ်ကြည့်ပါเนาะထိုအသက်သည်လည်းသားတော်၌ပါ၏သားတော်ကိုရသောသူသည်အသက်ကိုရ၏ဖျားသခင်ဤသားတော်ကိုမရသောသူမည်သည်ကအသက်ကိုမရเนาะအဲ့တော့မိဘအားဖြင့်ရတဲ့အသက်နဲ့သားတော်လို့ခေါ်တဲ့ယေရှုခရစ်တော်အားဖြင့်ရတဲ့အသက်မတူဘူးအဲ့ဒီအရာလေးကိုကျွန်တော်ပြောပြချင်တာเนาะအခုမိဘအားဖြင့်ရတဲ့အသက်နဲ့သားတော်လို့ခေါ်တဲ့ယေရှုခရစ်တော်အားဖြင့်ရတဲ့အသက်ကဘာဒီကွာလဲဆိုတော့စဉ်းစားဆင်ခြင်စေခြင်းနဲ့အသက်ချင်းတော့တူတယ်ဒါပေမဲ့အသက်ရဲ့တန်ဖိုးချင်းမတူဘူးအခုမိဘအားဖြင့်ရတဲ့အသက်ကဘာဖြစ်တယ်လဲဆိုတော့အိုခြင်းနာခြင်းသေခြင်းရှိတယ်နော်အခုကျွန်တော်တို့အမိုးအပါအားဖြင့်ရတဲ့အသက်ကကြတော့တဖြည်းဖြည်းနဲ့အသက်ကြီးလာတယ်နော်အဲ့လားအိုခြင်းလို့ခေါ်တယ်ပြီးရင်ယောဂဝေဒနာတွေဖြစ်တယ်အဲ့ဒါနာခြင်းလို့ခေါ်တယ်နောက်ဆုံးကြရင်ကျွန်တော်တို့ဗာလဲသေကြရတယ်အဲ့တော့မိဘနှစ်ပါးပေးတဲ့အသက်ကကြတော့အိုခြင်းနာခြင်းသေခြင်းရှိတယ်အဲ့ဒါဖျားပေးတဲ့ကောင်းကြီးလို့ခေါ်တယ်နော်အခုဖျားပေးမဲ့ကဲတင်ချင်းကကြတော့သူကထာဝရအသက်အဲ့ဒီထာဝရအသက်ကဘာလဲဆိုတော့အိုခြင်းနာခြင်းသေခြင်းမရှိဘူးဖြစ်ချင်းပြက်ခြင်းမရှိဘူးဖောက်ပြန်ပျက်စီးပြောင်းလဲခြင်းမရှိဘူးเนาะဒါကြောင့်မို့ဖျားပေးတဲ့ထာဝရအသက်ကကယ်တင်ခြင်းကိုခံစားရခြင်းခရစ်တော်သားတော်ယေရှုခရစ်တော်အဖြစ်ခံစားရတဲ့အသက်ကကြတော့ကယ်တင်ခြင်းခံစားရခြင်းဖြစ်ပြီးတော့မိဘနှစ်ပါးပေးခြင်းအဖြစ်ရတဲ့အသက်ကကောင်းကြီးခံစားရခြင်းဖြစ်တယ်เนาะအဲ့ဒါလေးကိုကျွန်တော်ဆိုတော့ဒီမှာရှိတဲ့သူတွေဒီနေ့ပြန်စဉ်းစားဖို့လိုအပ်တယ်เนาะကျွန်တော်နည်းနည်းလေးပါပဲเนาะဒီမှာရှိတဲ့သူတွေပြန်စဉ်းစားအခုမိဘနှစ်ပါးအမိုးအပါအဖြစ်ကျွန်တော်တို့အသက်တော်ရပြီဒါပေမဲ့ခရစ်တော်အားဖြင့်ပေးတဲ့ထာဝရအသက်ရကြပြီလားအဲ့ဒါလေးကိုစဉ်းစားစေခြင်းနဲ့เนาะကျွန်တော်တို့ကမိဘနှစ်ပါးအားဖြင့်ရတဲ့အသက်နဲ့ပဲရှင်သန်ပြီးတော့အသက်ရှင်ပြီးတော့ကုန်ဆုံးသွားဖို့မဟုတ်ပါဘူးဒီနေ့ယေရှုခရစ်တော်အားဖြင့်ရတဲ့အသက်ကိုလည်းကျွန်တော်တို့ကဒီနေ့ခံစားရဖို့ဖြစ်ပါတယ်အဲ့တော့အသက်ကမတူဘူးလားမိဘနှစ်ပါးပေးတဲ့အသက်နဲ့ယေရှုခရစ်တော်အားဖြင့်ရတဲ့မိဘနှစ်ပါးအားဖြင့်ရတဲ့အသက်နဲ့ယေရှုခရစ်တော်အားဖြင့်ရတဲ့အသက်မတူဘူးလားဆိုတော့မတူဘူးသူရဲ့အသက်ရဲ့အခေါ်အဝေါ်ကမိဘနှစ်ပါးအားဖြင့်ရတဲ့အသက်ကယာယီအသက်လို့ခေါ်တယ်အခုခရစ်တော်အားဖြင့်ရမယ့်အသက်ကထာဝရအသက်လို့ခေါ်တယ်ဟုတ်ပြီနော်ပြောကြည့်အောင်ဘာအသက်နဲ့ဘာအသက်လဲယာယီအသက်နဲ့ထာဝရအသက်မိဘနှစ်ပါးအားဖြင့်ရတဲ့အသက်ကဘာအသက်လဲယာယီအသက်ယေရှုခရစ်တော်အားဖြင့်ရမယ့်အသက်ကဘာအသက်လဲထာဝရအသက်ဟုတ်ပြီအဲ့ဒီနှစ်ခုဘာကွာလဲဆိုတော့မိဘနှစ်ပါးအားဖြင့်ရတဲ့အသက်ကဘာဖြစ်တတ်လဲအိုတတ်တယ်နာတတ်တယ်နောက်ဆုံးသေတတ်တယ်အခုယေရှုခရစ်တော်အားဖြင့်ရမယ့်အသက်ကတော့ဘာဖြစ်လဲအိုခြင်းနာခြင်းသေခြင်းမရှိဘူးဒါကြောင့်မို့ဒီမှာရှိတဲ့သူတွေကအဲ့ဒီမိဘအားဖြင့်ယာယီအသက်ကိုလည်းရရှိဖို့ရရှိထားသလိုခရစ်တော်အားဖြင့်ထာဝရအသက်ကိုလည်းရရှိဖို့လိုအပ်တယ်။ဘာဖြစ်လို့လဲဆိုတော့အဲ့ဒီအသက်နှစ်ခုတန်ဖိုးကမတူဘူး။မိဘအားဖြင့်ရထားတဲ့အသက်ရဲ့တန်ဖိုးနဲ့ခရစ်တော်အားဖြင့်ရတဲ့အသက်ရဲ့တန်ဖိုးကမတူဘူး။အသက်ချင်းတူပေမဲ့တန်ဖိုးချင်းမတူဘူး။အဲ့တော့ဒီမှာကြည့်ကျွန်တော်တို့အခုပတ်ဝန်းကျင်ကိုကြည့်လိုက်